ရိုနယ်ဒိုရဲ့နောက်ဆုံးဝါကတ်ခီးစဉ်ကဒီညပဲအဆုံးသက်သွားမလားဒါမှမဟုတ်ပေါ်တူဂီကိုနောက်တစ်ဆင့်အထိဥဆောင်ပို့ဆောင်သွားမလားကျွန်တော်မာဝီကနေသုံးသက်ဆွေးနွေးရွေးချယ်ပေးသွားပါမယ်ဟုတ်ပါတယ်ဒီနေ့ညကန်မဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲကြီးပွဲကောင်းကတော့ရိုနယ်ဒိုဥဆောင်လာမဲ့ပေါ်တူဂီနဲ့မိုဒရစ်ဥဆောင်လာတဲ့ခရိုအေးရှားပွဲစဉ်ဖြစ်ပါတယ်အားလုံးမျှော်လင့်နေကြတဲ့အတိုင်းပွဲကတော့တကယ်ကိုအကျိတ်နဲ့ရှိမှာပါပေါ်တူဂီရဲ့ခြေအနေနဲ့ play style ပေါ်တူဂီဘက်ကိုယဉ်ကြည့်အောင်ပြီးခဲ့တဲ့ကိုလံဘီယာနဲ့ပွဲမှာပေါ်တူဂီရဲ့ကွင်းလယ်ကထင်သလောက်အလုံးမဖြစ်ခဲ့တာကိုတွေ့ရပါတယ်ဒါကိုနီးပြအနေနဲ့ဒီနေ့ပွဲမှာမဖြစ်မနေဖြစ်ရှင်းလာရမယ်အချက်ပါဒါပေမဲ့ပေါ်တူဂီရဲ့ play style ကတော့ရိုးရှင်းပါတယ်ဘောလုံးအသာစီးယူမယ်ဝင်းဘက်တွေကိုအားကိုးမယ်ခရော့ဘောတွေလာမယ်ကွင်းလယ်ကနေတိုက်စစ်လမ်းကြောင်းဖောက်မယ်ဘောလုံးရဖို့ high pressing ပေးမယ်ပေါ်တူဂီရဲ့အားနည်းချက်ကနောက်တန်းပဲတိုက်စစ်စင်ရင်နောက်တန်းကစပိတ်တွေအများကြီးကျန်တယ်ဒါကိုနီးပြအနေနဲ့ယနေ့ပွဲမှာမဖြစ်မနေဖြည့်ရှင်းလာရမယ်အချက်ပါတစ်ဖက်ကခရိုအေးရှားကလည်းအစုအဖွဲ့အရန်ကောင်းတဲ့အသင်းမှာကွင်းလယ်ကနေပွဲကိုကောင်းကောင်းထိချုပ်နိုင်တယ်ခံစစ်ကိုကြည်ကြည်လေးလေးတိဆောက်တယ်ကောင်တာထရက်กิ้ကနေထိုးပေါက်တယ်အတွေ့အကြုံရဲ့ကစားသမားတွေများတာမို့ဝက်အရှင်ကိုစိတ်ကြိုက်ကစားနိုင်တယ်ဖွင့်လှစ်မှုအပိုင်းမှာတော့ပေါ်တူဂီကအင်္ဂလန်လိုပဲအသားပေးဖွင့်လှစ်ထားတာတွေ့ရပါတယ်ဒါကလည်းဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားပါဒီနေရာမှာသတိထားရမယ့်အချက်ကပေါ်တူဂီရဲ့အထာကအရေးကြီးတဲ့ပွဲစဉ်တွေဆိုရင်တကယ်ကိုကောင်းကောင်းကန်တတ်ပါတယ်အထူးသဖြင့်ဒါဟာစီယနိုရိုရဲ့နောက်ဆုံးဝက်ကတ်ခီးစဉ်ဖြစ်တာကြောင့်ဒီအဆင့်မှာတင်လွယ်လွယ်နဲ့ရပ်တန့်သွားမှာမဟုတ်ပါဘူးပေါ်တူဂီတို့ကောင်းကောင်းကြီးသက်သေပြပါလိမ့်မယ်အပိတ်ကောက်ချက်ဒါကြောင့်ဒီနေ့ညပွဲအတွက်ရွေးချယ်ရမယ်ဆိုရင်တော့စိတ်သက်ပိုင်းဆိုင်ရာလူရင်အားပါပို့ပြီးတော့အားခဲလာမဲ့ပေါ်တူဂီကိုပဲရွေးချယ်ပေးချင်ပါတယ်ပေါ်တူဂီပါကဲဒီညပွဲမှာဘယ်သင်းကိုအားပေးကြမလဲကိုမမဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်